မင်္ဂလာပါဒီနေ့ဘေးရောက်နေတာကတော့ Gloucester Cathedral ရောက်နေတာပါဒီ Cathedral ကနာမည်ကြီးတာသူက Harry Potter စီးနေရိုက်ခဲ့တာဒီ Cathedral မှာရိုက်ခဲ့တာတဲ့ Harry Potter 8ပိုင်းရှိတယ်လေ8ကားရှိတယ်အဲ့ဒီမှာ3ကားကဒီ Cathedral ထဲမှာရိုက်ခဲ့တာတဲ့ဒီကဘယ်အပိုင်းတွေရိုက်ခဲ့လဲဆိုတော့သူက Harry Potter ကအပိုင်း1 Philosopher's Stone ရယ်နောက်ပြီးတော့ Chamber of Secrets ရယ်နောက် Half-Blood Prince အဲ့ဒီကားတွေကအစီအနေကဒီမှာရိုက်ခဲ့တာတဲ့ဒါအရှိဘချမ်းကဲဒါတော့12နာရီဖွင့်ပါပြီစနေနေ့ကနေမလို့တနေ့ကနေမလို့12နာရီဖွင့်တာတော့ဈေးကွက်ကလေးနဲ့အဝယ်မှာဒီမှာတော်တော်လာတာပဲဦးလီတွေရှိတယ်ဒါအခုကတော့မရှိဘူးဒါကတော့ Gryffindor Commero နဲ့တော့သွားတဲ့တကား Gryffindor Commero နဲ့သွားဟာလီကျဲဟွာလုံးHarry Potter 1နဲ့မြင်စားလာတဲ့ညဘက်ကလေစင်ပြီးပြဒါကတော့ Chamber of Secrets ထဲမှာနေရာမှာသွေးနဲ့ရေးတဲ့စင်ကHalf-Blood Prince တွေက Lavatory အိုးအရင်တော့သူတို့ကတော့ဒီမှာအရင်တော့ဖုန်းကြီးတွေလက်ဆေးရနေရတယ်ဒါ Half-Blood Prince တွေက Harry ဒီနောက်မှာရက်ပြီးရိုက်ခဲ့စီဒါအရင်တော့ Lavatory လို့ခေါ်တယ်ဖုန်းကြီးတွေလက်ဆေးရတယ်အရင်တော့ဖုန်းကြီးတွေကတကယ်ကိုရေသုံးထင်နေချိုးရတယ်ဒါပေမဲ့ထမင်းမစားခင်တိုင်းမှာဒီမှာအမြဲလာစီတယ်ဒါကတော့ Harry ရက်ခဲ့တဲ့နေရာပေါ့နော်အပိုင်းတစ်ထဲကမြင်စားကြီးလေမင်းကလေးအင်သားတွေကိုသွားတဲ့အခန်းဒါကတော့ Chamber of Secrets ထဲမှာမုံနေမာတယ်ငိုပြီးတော့လေမင်းကလေးအင်သားကိုရေရှမ်းတာဒီ corridor တစ်ခုလုံးရေနဲ့သူဒီဟာတကယ်ရိုက်လို့ Harry Potter အဲ့ဒီဒီ corridor ချောင်းမှာရေရှမ်းတဲ့စင်ရိုက်တော့သူကရေဒီမှာတကယ်ရှမ်းလို့ရတယ်ဒါပေမဲ့သူအောက်မှာတော့လေတခုအလိုအခင်းနေပြီးတော့အဲ့မှာတကယ်ရေဒီမှာဒီ corridor ချောင်းမှာသူကဖြည့်လိုက်တယ်တကားကြီးလာရနော်သူတို့ခုနနေရမှာစာရေးရကြတော့လေဒီဖះเจ้าက तू ကပေးမရေးတော့ तू ကအပေါ်ကနေကတ်တယ်ပြောတယ်အဲဒါကြောင့်သွေးစင်းနဲ့ရေးလို့မရဘူးပေါ့နော်ဒါ information ကြောင့်ရှိရဒီမှာရိုက်တဲ့ဟာတွေမှာတော့ဒီနေရာပဲသူတို့တုံရလျှောက်လာစနေကိုပြရတယ်စနေကလေးပဲပေါ်လာတယ်53တဲ့တယ်ဒီနေ့ကလေးထက်တယ်
ကလေးနဲ့ပြိုင်ကလေးနဲ့ပြိုင်ဒါကျန်းကြီးရပါတော့ဒါကလေးတော့မတော်ဘူးဟမ်ကလေးတော့မတော်ဘူး ချစ်သေးတယ်မလား ဟမ်အယောင်ယူမဘယ်ယူမှာလဲ ပန်းလာဆောပန်းလာ ကလေးကပူဆိုးနေတယ်ကလေးကပူဆိုးနေတယ်ကဲရပြီလားမမစားရခါလုံးဝကြည်သွားရဲ့မနီဆွဲလာလာတော့အမြင့်ရယ်အမြင့်ပဲဝါမထင်မှတ်ပဲ Harry Potter ရဲ့ character တွေနဲ့ဆုံခဲ့ရသေးတယ်။ ဒါရုပ်ရှင်တွေမှာပါတဲ့နေရာမလားတန်ဖိုးစကားပြောရဲတန်ဖိုးလူကတော့နောက်မှာနော်ဒီကျဲတယ်အော်တယ် Sorry? Yes, of course. ဟိုတော့ရပြီ Yes. Headmaster, come here, please. Oh my We've got students visiting. They would like to know this. We'll put you in the middle. Headmaster. Oh my god. IS တို့ပြောရင်ဒီ UK လာတော့ဆက်ရမယ်စာပေဝယ်ပလက်ဖြေရတယ်ပလက်ဖြေရအဲ့လိုမျိုးစာပေဝယ်မဖြေခင်မှာဆိုလို့ရှိရင် Harry Potter ကိုခဏပြန်ကြည့်ဟို listening speaking ကိုပြောမယ်တိုးတက်စေတဲ့အဲ့ဒီ Harry Potter ကလေအော်အဲ့ဒီကောင်ခဏကြည့်ဘေးကြည့်တာစာမွေးဖြေခင်ကြည့်ရ Harry Potter ကို1 to 8ပေါ့နော်1 to 3ရတော့အကြိုက်ဆုံးပဲ3ရအကြိုက်ဆုံးလားအဲ့ဟိုဘာလဲ Prisoner of Azkaban အကြိုက်ဆုံးပဲ Harry Potter ဖန်နေလာကြည့်တဲ့ပေါ့နော် UK ဘက်ရောက်လို့ရှိရင်ဒီ Cathedral Gloucester မှာရှိရ အခုဒီနေရာလေးကတော့1မှာ episode 1မှာ